ဆိုတာကတစ်ချက်ထိုးတာနဲ့အိပ်ပျော်သွားမဲ့ကောင်းလို့ဆိုလာတဲ့ဂျော်ရှူအာဗန်မင်္ဂလာပါဖိတ်သများရှင် Fighting Spirit Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီမှာရဲ့ Fighting Spirit Channel ဆိုရင် MMA နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေ One Championship UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ channel ပဲဖြစ်ပါတယ်။ဒါကြောင့် video မစခင်မှာကျွန်မရဲ့ channel ကိုအရင်ဆုံး like and subscribe လုပ်ထားပြီး notification နှိပ်ထားဖို့တောင်းဆိုပါရနော်။ဒါဆိုရင်ဒီနေ့ video လေးကိုစလိုက်ရအောင်ပါ။ဂျော်ရှူအာဗန်နဲ့တက်ဆိုဒါတို့ပွဲကိုကြည့်ရဖို့ကတစ်လကြော်လေးပဲလိုပါတော့တယ်။လက်ရှိကာလမှာဆိုလဲဖိုက်တာနှစ်ယောက်လုံးကလည်းလေးကျင်ငန်းတွေကိုအပြင်းထန်လှုပ်ဆောင်နေကြပါတယ်။တစ်ချိန်တည်းမှာပဲဖိုက်တာနှစ်ယောက်လုံးကလည်းမီဒီယာတွေနဲ့တွဲဆုံမှုတွေလုပ်နေကြပြီးသူတို့ရဲ့ game plan တွေကိုလည်းချပြနေကြပါတယ်။တက်ဆိုတာကတော့ဘန်ကိုလက်တီးထိုးချက်တွေနဲ့လည်းအနိုင်လို့ချုပ်ကတ်နဲ့လည်းပွဲသိမ့်ပြနိုင်တယ်လို့ထုတ်ဖော်ပြောဆိုလျက်ရှိနေပါတယ်။မြန်မာကုံဆောင်ဖိုက်တာဂျော်ရှူအာဗန်ကလည်းတက်ဆိုတာကိုအလုံးနဲ့တက်သေးပြဖို့စကားတွေအများကြီးမပြောဖို့တတိပေးထားပါတယ်။မကြသေးခင်ကလည်းဂျော်ရှူအာဗန်ကသူ့အနေနဲ့တာယာကိုအေးစစ်အလဲထိုးနိုင်ကြောင်းတက်ဆိုတာကလက်တီးတစ်ချက်ထိရနဲ့အိပ်ပျော်သွားမဲ့ကောင်ဖြစ်တဲ့အကြောင်းကိုအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်။တက်ဆိုတာနဲ့ပတ်သက်ပြီးထူးထူးမပြောချင်ပါဘူး။ဒီကောင်ကလည်းအရေးကြီးရှိလို့ဒီနေရာရောက်လာတာပါ။သူ့ရဲ့ခေါင်းရင်းပိုင်းကကောင်းပါလေ။ဒါမဲ့လည်းကျွန်တော်ရဲ့တိတ်တောင်း defense ကလည်းညံ့နေပါဘူး။သူကတေချာပေါက်ခြေလာဆွဲမှာပါ။ဒီအပိုင်းကိုတေချာအချိန်ယူပြီး defense လုပ်ဖို့ပြင်ဆင်ထားပြီးသားပါ။တက်ဆိုတာကကျွန်တော်လက်တီးတစ်ချက်မိသွားနဲ့အိပ်ပျော်သွားမှာပါ။အားလုံးအားပေးကြပါအောင်။မြန်မာဖိတ်သက်တွေနဲ့အတူတူအောင်ပွဲခံနေပါတယ်ဆိုပြီးဘန်ကပြောဆိုသွားခဲ့ပါတယ်။ဘန်ကတော့အလဲထိုးမယ်လို့ပဲကြုံဝါနေတာပါ။ဒါကြောင့်ဘန်ရဲ့ game plan ကအလဲထိုးဖို့ပဲဖြစ်မှာပါ။ဒီပွဲရဲ့အဖြစ်ကတော့ take down defense ပဲဖြစ်မှာပါ။ဘန်နာ take down defense ကောင်းအောင်လုပ်နိုင်လို့ရှိရင်ဒီပွဲမှာလည်း champion ကပတ်ကြီးကသူ့စီမှာကျန်ရင်းနေအောင်ပါ။ဒါပေမဲ့တာယာကလည်း K2 fighter မဟုတ်တဲ့အတွက်ကြောင့်ပွဲကခက်ကြမ်းကြမ်းလေးဖြစ်လာနိုင်ပါတယ်။ဒီပွဲကလာမယ့် April 12 ရက်နေ့မှာကျင်းပမယ့် UFC 323 ပြိုင်ပွဲမှာဒုတိယခေါင်းပွဲအနေနဲ့ပါဝင်လာမှာဖြစ်ပါတယ်။မြန်မာကုံဆောင်ဖိုက်တာဗန်အနေနဲ့လည်းအကောင်းဆုံးနိုင်ပွဲထပ်မံရရှိဖို့ဆန္ဒပြုပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းကျွန်မ channel ကနေဒီလို MMA နဲ့သက်ဆိုင်တဲ့အကြောင်းပါလေ One Championship UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်မ channel ကို like and subscribe လုပ်ထားပြီး notification နှိပ်ထားဖို့တောင်းဆိုပါရနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။